ကျွန်းတန်ဖို့တွေတည်တည်ချာချာဆိုကြည့်မယ်တန်ဖို့တွေထာဝိသင်္စာသဗ္ဗတေဇံသဗ္ဗကုဏံသဗ္ဗဒုက္ခံလဘတုမေသာရဝီသာရာသရိသသာယံပင်စဗုဒ္ဓမဟာတေဇံသဗ္ဗညုတညာနာဝရံသဗ္ဗတတရုသဗ္ဗဗယံဝိနာတန္တုအတေတတောမြောက်ကျွန်းတန်ဗုဒ္ဓကိုဆက်ပြီးတော့ပူဇော်ကြရအောင်သံဗုဒ္ဓေအထာဝိသင်္စာပင်စတတ္တသဟတာနိဒွါဒသင်္စာသဟတကေကင်္ဂာယံဝါလူကာသုံးနေပရာဇိတဝါမဟာဖုံလေနမာမိသီရသမဟံဧတံဓမ္မေသသံဃေသအာဒရေနနမမဟံနမေကာရာနုဘာဝေနသိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတန္တုအတေတတောအနောက်ကျွန်းတန်ဗုဒ္ဓဆက်ပြီးတော့ပူဇော်ကြရအောင်တန်ဗုဒ္ဓေအထာဝိသင်္စာဒွါဝိသင်္စာဣမေဗုဒ္ဓဧကတိန္တသဗ္ဗေဗုဒ္ဓတုတိန္တသမဟာဗုဒ္ဓပင်စဝိတာဗုဒ္ဓနိတိจิตတိန္တဗုဒ္ဓဘာဝနာဧတေနဗုဒ္ဓဂုဏေနတေတံဓမ္မေသသံဃေသအာဒရေနနမမဟံနမေကာရာနုဘာဝေနသိတဝါသဗ္ဗေဥပဒဝေအနေကအန္တရာယပိဝိနာတန္တုအတေတတောနောက်ပိဆုံးအောင်တန်ဗုဒ္ဓေတဲ့ဘာလို့အောင်မြင်တဲ့စီးပွားရေးကြီးပွားရေးပညာရေးနိုင်ငံရေးဘာပဲလို့အောင်မြင်တဲ့အောင်တန်ဗုဒ္ဓေတန်ဗုဒ္ဓေအထာဝိတတိမမကိစ္စတိဥရတောပင်စဗုဒ္ဓမဟာတေဇောမမပိသေနိသေတတိဒိဗ္ဗတိတံမာရခန္တုမေဇယမင်္ဂလံဧကံ
သဗ္ဗေပိမေနမတ္တာမိကုနေအပတ္တိပုဂ္ဂလေအရိယာနိစ္စသဗ္ဗတံသာဝကနိစ္စသဗ္ဗတောအဲ့ဒါနတ်တွေဖွက်ထားတဲ့တန်ဖိုးတွေ၄မျိုးပါတို့ယောဂီပုဂ္ဂိုလ်များရနေကြဖြစ်တဲ့တန်ဖိုးတွေရှေ့ကတိုင်ပေးနေအချိန်တွေကြာလို့ကိုဟာကိုပဲအလွတ်ဆိုကြရအောင်မှားရလားပိဋကကဲရိုးရိုးတန်ဖိုးတွေဆိုကြအောင်ဆိုလိုက်တန်ဖိုးတွေအထာဝိသေသဒွါတာတေသသဟတကေပိသတတ္တသာတာနိနမာမိသီရာသမဟံအပကဝါလူကာခေကအနန္တာနေဗုဒ္ဓသီလာတေသံဓမ္မေသသံဃေသအာတရေနနာမမဟံနာမေကာရာနုဘာဝေနာဟိတဝါသာဘေဥပါဒဝေနေကအန္တရာယာတိဝိနာသန္တုအာဒေတတောအာဒေတတောလို့ဆိုရတယ်တချို့အာဒေတတော